ကဲမမေချစ် customer တွေမမေဘယ်ရောက်နေလဲဆိုတော့ 68A 102A မှာမမေရောက်နေပါတယ်တိုးလေးဆိုတဲ့သဲ coffee လုံးဝတအားမိုက်မယ်တူရကီ style မမေချစ်ဆုံးလေးဒီလိုလေးမှုေးပြီးတော့တောက်ရပါဖြစ်ပါတယ်မမေ customer စိတ်ပြီးတော့မမေ customer ရင်ထဲမှာရောက်အောင်လို့တောက်ချင်တဲ့သူတွေတိုးလေး coffee ဆိုင်ကိုလာရောက်ဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်မမေကတော့ဒီဆိုင်မှာပဲအမြဲတမ်းတောက်တာဆိုတော့ coffee ကောင်းကောင်းတစ်ခွက်တောက်ချင်တဲ့သူတွေမမေချစ် customer နေပူလိုပဲဖြစ်ဖြစ်မိုးအေးလိုပဲဖြစ်ဖြစ်တူရကီ styleတိုးလေး coffee ဆိုင်ကိုလာရောက်ဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်။အိုးအနက်နဲ့ကိုတေလောက်တယ်ချစ်ဆုံးလေးတွေအဲ့ဒါကြောင့်အမြန်ဆုံးလာရောက်ဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်။အော်ပြောဖို့ကြမ်းနေလို့ဒီမှာစာအုပ်လေးဖတ်ရင်းနဲ့မမေချစ် customer လေးတွေ coffee အရသာရှိရှိလေးကိုသုံးဆောင်ဖို့အတွက်မမေ customer တိုးလေး coffee ဆိုင်ကိုလာခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်။ဘဝမှာပြီးပြည့်စုံတဲ့အရသာစစ်စစ်နဲ့နောက်ပြီးတော့ coffee ကောင်းကောင်းတစ်ခွက်ရစေဖို့အတွက်တိုးလေး coffee ဆိုင်မှာလာရောက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်လူထိုင်းပြီးတောက်ရလဲအဆင်ပြေတယ်လေကောင်းလေတန်လေးတွေလည်းရတယ်အဲအကြောင်းမမေချစ် customer လေးတွေ coffee ကောင်းကောင်းတစ်ခွက်တောက်ဖို့ဆိုရင်တိုးလေးသဲ coffee ဆိုင်ကိုမမေကညွှန်းတာဖြစ်ပါတယ်အဲအကြောင်းချစ်ဆုံးလေးတွေလာရောက်ဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်